လက်ကျသိဆုံးနေတဲ့သူကိုတဲ့တလိုက်တဲ့တေခန့်ကဘယ်တယောက်လဲပြလူတွေအများကြီးကြာပုံနေတဲ့စပိုက်ဒါမန်ကိုရှာပေးပါပြနေရန်ပေါ်မှာတဲ့ချိတ်ဆွဲထားတဲ့ပကြီးကားကိုခိုးတော့တဲ့တခိုးကဘသူလဲပြအင်းနဲ့ဘီမှာတဲ့ပို့ပြီးရှည်တဲ့မြင်းချောင်းကဘယ်မင်းလဲပြနီးပြရဲ့အုတ်ထုတ်ကိုတဲ့တနက်နဲ့ပြစ်ပေါက်ထားတဲ့တေခန့်ကဘသူလဲပြပုံနှပုံမှာတဲ့မတူညီတဲ့နေရာ၃နေရာကိုရှာပေးပါပြဒီကနေ့ကတော့ချက်လက်ဗီဒီယိုလေးကိုတင်ဆက်ပေးပါအောင်ဆိုပြီးတောင်းဆိုနေကြတဲ့သူတွေအတွက်ဆရာခေါ်ချေပေးနေတော့ချက်လက်ဗီဒီယိုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ထုံးစံတိုင်းမဲ့ဒီဗီဒီယိုနောက်ဆုံးမှာကျွန်မမင်းကိုဘယ်နှခုဖြည့်ဆိုနိုင်လဲဆိုတော့ကြည့်ပြီးတော့ကျွန်မထင်နေတဲ့သူတွေက comment ကနေဆရာခေါ်သွားပြီးကျွန်မထင်များတယ်ဆိုလို့ရှိရင်တော့ comment မှာဖြည့်နိုင်တဲ့ရွေးတဲ့ကလေးရေးခဲ့ပေးပါကဲစားလိုက်အောင်ရှင်လက်ကျသိဆုံးနေတဲ့သူကိုတဲ့တလိုက်တဲ့တေခန့်ကဘယ်တယောက်လဲပြ ADC သူသုံးပေးထားပါတယ်အေးရဲ့လက်ထဲမှာကျိုးကင်ထားတယ် B ရဲ့ခါမှာတနက်ချိတ်ထားပြီးတော့ C ရဲ့ခါမှာလည်းသူဓာတ်ထိုးထားတယ်เนาะဒါပေမဲ့ C ရဲ့ခန္ဓာကိုယ်မှာအနီရောင်နေရှိတယ်သိဆုံးသူရဲ့ပတ်ချာလဲမှာအနီရောင်မရှိတော့ C ကိုဖယ်လိုက်မယ်တေခန့်က A နဲ့ B နှစ်ယောက်ထည့်ရဘယ်သူဖြစ်နိုင်မလဲ A ကကျိုးကင်ထားတယ်ဒါပေမဲ့သိဆုံးသူမှာကျိုးရတွေပါအေးဟာတေဆုံးသူရဲ့ခန္ဓာကိုယ်မှာတဲ့သူရရှိမနေတဲ့အတွက်တေခန့်ကလက်ထဲမှာကျိုးကင်ထားတဲ့ A ပါပြရတယ်ဆိုကြတော့တေခန့်က A နဲ့ B နဲ့တည်းကတယောက်ဒါပေမဲ့ကျမက A မထင်ဘူးမနဲ့ B လို့ပြောတော့မလို့ဘာဖြစ်လို့လဲဆိုခန္ဓာကိုယ်မှာကျိုးရမရှိလို့ကွာဒါပေမဲ့ A ဖြစ်နေတယ်နော်ထားလိုက်ပါတော့လူတွေအများကြီးကြာပုံနေတဲ့စပိုက်ဒါမန်ကိုရှာပေးပါပြလူတွေအများကြီးရှိပါတယ်အကုန်လုံးကအနီရောင်နေဝတ်ထားတယ်စပိုက်ဒါမန်ကကြာသူ့ရဲ့အင်ဂျင်ကအနီနဲ့အပြာဖြစ်နေမှာဟုတ်တယ်မို့လားအဲဒါကြောင့်ကျမအနီခဏဖယ်ပြီးအပြောင်လိုက်ရှာပါမယ်ရှင်မြတ်ပြထားတဲ့စပိုက်ဒါမန်ကိုတဲ့ရှာလို့တွေးချရဲ့လာပြရဲဆိုကြတော့သူမြတ်ပြထားတဲ့အချိန်မှာတော့ကျမရှာလို့တွေးပါရဲ့ကျမလိုက်ရှာနေတဲ့အချိန်မှာတော့မတွေ့ပါဘူးရှင်နော်သူကကောင်းလေးနဲ့ကောင်းမလေးကြားဒီလိုမျိုးလေးကြည့်နေပါတယ်အဲ့ဒါကိုကျမမတွေ့ပါဘူးကျမနှစ်ခုရှိပြီမဖြစ်နိုင်ဘူးရှင်နေရပေါ်မှာတဲ့ချိတ်ဆွဲထားတဲ့ပကြီးကားကိုခိုးတော့တဲ့တခိုးကဘသူလဲပြအေးရရုံးဝင်နေဘီကကြတန်ရှင်းဝင်နေစီကကြတော့ခဏလေးတောင်းဝန်ခံတော့ပါဦးနေမှာနော်စီကိုခဏဖဲအေးရလည်းခဏဖဲပကြီးကားဆိုတော့လိပ်ပြီးခိုးတော့မှာကွာအဲ့ကြောင့်တခိုးတည်းကွက်ပြီးခိုးတော့မှာဖြစ်တော့ကြောင့်မလို့ကျမတရက်ခန့်ကိုတန်ရှင်းဝင်နေပစ္စည်းရိုက်ပါတဲ့တန်ရှင်းဝင်နေဘီကိုရွေးချယ်ပါတယ်ရှင်တခိုးကတော့ဘီပါရှင်ဘီပါတေးကြတယ်ဘီတေးကြတယ်ဘီရဲ့အပိုင်းတော့ပြောနေမှာမဟုတ်ဘူးနော်စီရဲ့တခိုးကတော့အင်ကြီးကောလမ်မှာပကြီးကားရဲ့ဘောင်ကဆေးတွေပေးနေတဲ့စီပါပြားတယ်ခဏလေးဘောင်မှာအညူကောလမ်မှာလေဟုတ်တယ်သူပြောတဲ့အချိန်မှာတော့ကောလမ်မှာအဲ့လိုဆေးတွေပေါ်နေဒါကျမကဒါလည်းမဖြစ်နိုင်ဘူးနော်ဖျက်သီးနဲ့ငပြောသီးတွေကြာစတော်ဘယ်ရီသီးလေးကဘယ်မှာလဲပြခဏလေးနော်ဖျက်သီးနဲ့ငပြောသီးကြာစတော်ဘယ်ရီသီးကဘယ်နာလေးမှာလဲဆိုကြခဏလေးစတော်ဘယ်ရီအနီအောင်ဆိုအနီအောင်လိုက်ရှာလိုက်မယ်ကျမတွေ့တော့ပါဒီမိကုန်းကတော့ကျမတွေ့သွားရရှင်နော်မပြောသေးပါဘူးရှင်မတွေ့သေးတဲ့သူတွေလိုက်ရှာပါစတော်ဘယ်ရီသီးလေးကတော့ဘယ်နာမှမဆိုကြအဲ့အချိန်မှတ်တဲ့တိုင်ပိုင်းထောင်လေးမှာစတော်ဘယ်ရီသီးအနီအောင်လေးပါရှင်ကဲဝိုင်းထွက်ထားတဲ့စတော်ဘယ်ရီသီးလေးကိုတွေ့ကြရဲ့လာပြဟုတ်ကဲ့တွေ့ပါရဲ့ရှင်နော်စတော်ဘယ်ရီသီးလေးအနီအောင်လေးပါကဲနောက်ဆုံးမှာတော့ကျမမိကုန်း၄ခုမြောက်မှာပထမဆုံးချိန်မှန်သွားပါပြီရှင်တော်ပါသေးရဲ့နော်မှန်ပါပဲနော်ခဏလေးနောက်ထပ်မိကုန်းလည်းတေချာမှန်အောင်ဖြစ်မယ်A နဲ့ B မှာတဲ့ပို့ပြီးရှည်တဲ့မြင်းချောင်းကဘယ်မင်းလဲပြ A နဲ့ B နှစ်ခုရှိပါတယ်ပို့ပြီးရှည်တဲ့မြင်းချောင်းကဒီလိုမျိုးကြည့်လိုက်တဲ့အချိန်မှာတော့ကျွန်မကတော့ A နဲ့ B A ရပိုးရှည်ရထင်တယ်ဟုတ်တယ်ခဏလေးတေချာကြည့်လောက်ဟုတ်တယ်ပိုးရှည်တဲ့မြင်းဆိုရင်ကျွန်မတို့ A ကိုရွေးချက်ပါတယ် A ကပို့ပြီးရှည်ပါတယ် B ထက်ပို့ပြီးရှည်ပါတယ်ရှင် A ပါတူတူပဲလားမြင်းနဲ့ချောင်းကတဲ့အရှည်တူတူပါပဲတဲ့အဖြစ်မှန်ကြရဲ့လားပြခဏလေး A နဲ့ Bသူအဲ့လိုမျိုးဘေးမှာဘောင်းခတ်ပြီးမြင်းသားပြရတော့ကြလဲတူတူပဲကျမအဲ့ဒါအိမ်မက်နေတာမှားတော့ရင်နော်ထားရတော့လူသားရောင်ဆောင်ထားတဲ့ဝင်ပလွေကဘယ်တယောက်လဲပြ ABC သူ3ယောက်ရှိပါတယ် A ခဏထား B ကသီးရွက်တွေတဲလာတယ်ဝင်ပလွေကအသီးရမစားဘူးဆိုတော့ B ကိုခဏဖယ် C ကလည်း protein ဘူးတွေရောအသီးရွက်တွေရောဆိုတော့ခဏလေး C ရောခဏဖယ်လိုက်မယ်ဒါ A ကတော့အသားရည်ထင်တယ်ဝင်ပလွေရောင်ဆောင်ထားတဲ့လူသားကျမ A ဟုတ်ပါဘူးခဏလူသားရောင်ဆောင်ထားဝင်ပလွေခဏအကုန်လုံးပြောင်းမဲ့နေပြောကုန်ပြီနော်အေးရွေးချလိုက်တာပါမှန်ပါတယ်ရှင်ဝင်ပလွေကတော့တဲ့ဈေးဆိုင်ကနေအသားတွေကြီးဝယ်လာတဲ့ A ပါဗျပြောရင်နော် B ကလည်းအသီးရွက်ဆိုမဖြစ်နိုင်ဘူး C ကလည်း protein တွေရောအသီးရွက်တွေဆိုမဖြစ်နိုင်ဘူးဒါကြောင့်မလို့ B နဲ့ C ကိုရွေးဖယ်ပြီးတော့ A ကိုရွေးချလိုက်တာကျွန်မမှန်သွားပါတယ်နှစ်ခုမှန်သွားပါရှင် A နဲ့ B မှာတဲ့ဂျိုသားမဟုတ်တဲ့လူသားအစ်စ်ကဘယ်တယောက်လဲပြ A နဲ့ B သူဘေးကကောင်လေးနှစ်ယောက်ပေါ့နော်ခလဲကောင်မလေးရောခဏထားလိုက်မယ်ဂျိုသားမဟုတ်တဲ့လူအစ်စ်ခဏလေးဘယ်သူဖြစ်နိုင်မလဲလူအစ်စ်နော်တေဥစားဒါကိုကျမB ကိုရွေးချယ်တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ A ကလက်တွေအများကြီးပဲဟုတ်တယ်တော်သေးမှန်တော့ရနော်အဖေကတော့ဂျိုသားအမိလိုမျိုးလက်ချောင်းတွေအများကြီးရှိမနေတဲ့ B ပါဗျာတဲ့ကျမပြောရင်တော့ B ကိုရွေးချယ်လိုက်မယ်လို့ဘာဖြစ်လို့လဲဆိုတော့ကွာဟိုမဲ့နောက်ကကောင်မလေးရဲ့လက်ကဟာတော့ကျမမမြင်ဘူး A ရဲ့လက်ကအများကြီးမြင်လိုက်လို့ပါဒါလည်းမှန်တော့ပါပြီရှင်ပုံနှပုံမှာတဲ့မတူညီတဲ့နေရာ၃နေရာကိုရှာပေးပါဗျโอเคရှာပေးပါမယ်ရှင်ခဏလေးမတူရဲ့ညင်ရဆိုကြတော့
ငါကလေးနှုတ်သေးနဲ့ထိုးနေတဲ့ပန်းဝင်ကဒီဘက်ကဝတ်ဆန်လေးကသေးတယ်ဟိုဘက်ကဝတ်ဆန်ကကြီးတယ်အဲ့ဒါတခုရှိမယ်ခဏလေးနောက်တစ်ခုကနောက်ကတောင်နှစ်ခုကဒီဘက်ကတစ်ခုကနှစ်ခုပဲပါတယ်တစ်ခုကသုံးခုပါတယ်အဲ့ဒါကြောင့်မလို့တောင်နှစ်ခုရှိပြီကျွန်တော်နှစ်ခုပဲတွေ့သွားအချင်းပြည့်သွားပြီပန်းဝင်မှန်နဲ့တောင်မှန်နဲ့နောက်တစ်ခုကပါပဲနောက်ကငှက်ချစ်တောက်ကလေးတစ်ဘက်ကကြီးပြီးတစ်ဘက်ကသေးနေတယ်အဲ့ဒါကိုမတွေ့လိုက်ဘူးထားပါတော့ကျွန်မအကုန်မတွေ့ဘူးဆိုတော့ဒီမိကုန်းမှလည်းကျွန်တော်မှန်ပါအောင်နော်နောက်ထပ်မိကုန်းသွားပါမယ်အသင်းညံတွေအများကြီးကြတလုံးနဲ့တော့ငှက်ပြောသေးလေးကိုရှာပါခဏလေးတလုံးနဲ့ငှက်ပြောသေးလေးဆိုတော့စတော်ဘယ်ရီလည်းအများကြီးရှိတယ်စပီတီးရလည်းအများကြီးရှိတယ်ဟုတ်တယ်ခဏလေးနဲ့တလုံးနဲ့တော့ငှက်ပြောသေးဆိုတော့ဘယ်နှလေးဖြစ်နိုင်လဲနည်းနည်းသေးလည်းတလုံးနဲ့တော့လားလို့အခါနည်းနည်းသေးမရဘူးတော့ငှက်ပြောသေးမရဆိုတော့ရှာအောင်မနော်ဝိုင်းထားတဲ့ငှက်ပြောသေးလေးကိုလည်းရှာလို့တွေးကြရလားပြမတွေးဘူးရှင်နော်နည်းနည်းသေးရဲ့ဘေးမှာဟိုပန်းသီးရှိရယ်ပန်းသီးရဲ့ဘေးမှာငှက်ပြောသီးရှိရယ်ငှက်ပြောသီးကအဝါရောင်ကအရန်ရောနေတယ်ကြောင့်မလို့ကျွန်မအဲ့ငှက်ပြောသီးကိုမတွေးလိုက်ပါဘူးနည်းနည်းသီးအကြီးကိုတွေ့ပါတယ်အဲ့ဒါကြောင့်ဒီမိကုန်းမှလည်းကျွန်မမဖြေလိုက်နိုင်ပါဘူးရှင်ကားဆိုတဲ့စာကြောင်းလေးကဘယ်နားမှာလဲပြCAT ရယ် CA ကားရယ်ကြောင်းနဲ့ကားနဲ့လားဟာခါလေးအစောနေရှာမယ်နော်ခဏလေးအောက်ဆုံးကနေရင်တတိယစာကြောင်းဒုတိယမြောက်မှာ CA ရပါတတိယစာကြောင်းဒုတိယမြောက်မှာပါမှန်သွားပါပြီရှင်ဝိုင်းမြထားတဲ့နေရာလေးကိုလည်းရှာလို့တွေးကြရလားပြတဲ့တွေ့ရတော်သေးရဒီလိုမေကုန်းနေရာတော့ခိုင်းဖြေတာအောက်ဆုံးကပဲများနေလို့မို့ကျွန်မအောက်ဆုံးကပဲအရင်ကြည့်လိုက်တာဒီခါမှတော့ကျွန်မမှန်သွားပါပြီကဲမေကုန်းလေးခုရှိသွားပါပြီရှင်မှန်သွားတာမေကုန်းလေးခုရှိပါပြီနောက်ထပ်မေကုန်းကိုတော့ပါမယ်နီးပြရဲ့အုတ်ထုပ်ကိုတဲ့တနက်နဲ့ပြစ်ပေါက်ထားတဲ့တေခန်ကဘသူလဲပြ AB နှစ်ယောက်ပေးထားပါတယ်နီးပြရဲ့အုတ်ထုပ်လက်ထဲမှာခိုင်းထားတာခါလေးတနက်ကခါလေးနော်နီးပြရဲ့အုတ်ထုပ်မှာတနက်ပေါက်ရနှစ်ခုရှိတယ် A မှာကြီးစံ3000ရှိပြီး B မှာ1000လည်းရှိတယ်အဲ့ဒါကြောင့်ကျွန်မတေခန်ကို B လို့ရွေးချယ်ပါတယ်ကြီးစံ1000ပဲရှိတဲ့ B ပါရှင်တေခန်က B ပါကြည့်မယ်မှန်တယ်နော်တေခန်ကတော့တဲ့ကြီးစံ2000ရောက်နေတဲ့ B ပါဗျာတဲ့ဆိုကြတော့ကျွန်မမှန်သွားပါပြီမေကုန်း5ခုရှိပါပြီမှန်သွားပါပြီရှင်အုတ်ထုံမှာအပေါက်2ပေါက်ရှိတယ်ကြီးစံလည်းနှစ်ခုပြောင်းနေတယ်အဲ့ဒါကြောင့်မလို့ view ရေးချလိုက်တာမှန်သွားပါတယ်နောက်ထပ်မေကုန်းသွားပါမယ်ရှင်ဤရအများကြီးကြတခုတည်းတော့ F လေးကိုရှာပါ okay အောက်ဆုံးကနေရှာမယ်နော်သူက E တွေကနည်းနည်းတော့ပြတ်တော့ကြတော့ကျင်းနေနည်းနည်းအကုန်လုံးကဆက်သလိုဖြစ်သွားပြီတွေ့သေးခါလိုက်ရပြီနော်ခုနကအောက်ဆုံးကရှာတော့ကြတော့အောက်ဆုံးမှာပဲတွေ့မယ်ဆိုကြည့်လိုက်တာ तू ကအပေါ်မှာဖြစ်နေတယ်ဝိုင်းမြထားတဲ့ F လေးကိုလည်းရှာလို့တွေးကြလားဗျမတွေ့ပါဘူးရှင်ကျမမတွေ့ပါဘူးเนาะကျမအောက်ဆုံးကနေရှာတာကဲဒီနေ့စီစဉ်လေးတော့ဒီလောက်ပါပဲရှင်ဒီနေ့ကတော့ကျမမေကုန်း5ခုဖြေဆိုနိုင်ခဲ့ပါတယ်အဲ့အတွက်ကြောင့်မလို့ခုတီဗီကိုကြည့်နေတဲ့သူတွေက5ခုထက်နည်းတယ်ဆိုလို့ရှိရင် comment ကနေကျမကိုဆရာလို့ခေါ်သွားပြီးတော့5ခုထက်များတယ်ဆိုလို့ရှိရင်တော့ comment မှာဖြေနိုင်တဲ့ကြွတယ်လေးရေးခဲ့ပေးပါရှင်ကဲနောက်နေ့မှဒီထက်ပိုမကောင်းတဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘိုင်